အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့တုတ်တန်တာအင်အိုကြီးဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ကိုဖြူပါလွန်ခဲ့တဲ့နှစ်နဲ့ကအစဉ်ဖြူအောင်ဆိုတဲ့ကောင်လေးတယောက်ရှိခဲ့သူကအသက်20ကျော်အရွယ်ဘာမှသိမကြောက်တဲ့တက်တီခဲ့ကောင်လေးတယောက်ပေါ့တနေ့မှာတော့အစဉ်ဖြူအောင်ကနေမျိုးလေးတစ်မျိုးကတငယ်ကြီးဖြစ်သူရဲ့မင်္ဂလာတောင်တွားဖို့အကြောင်းဖန်လာတယ်လန်ခီကကြန့်ကြာနေတာသူနေမျိုးလေးကိုရောက်တဲ့အချိန်မှာည10:00နာရီကျော်တော့ဖြစ်နေပြီမိုးကလည်းတစ်ဖက်ဝဲရနေသလိုလမ်းမေးပွဲရကတစ်ပင်ကြီးတွေကလည်းလေအဝိမှာလဲရခုန်နေသလိုမျိုးစံနာရောက်တော့တငယ်ချင်းဖြစ်သူကဖုံးဆက်လာတယ်။ရှင်ဖြိုးအောင်ငါအိမ်ကလူကြီးအများကြီးမို့မင်းနေရတာကြက်မှာဆိုလို့ငါတို့မျိုးစုံကငါအဖိုးပိုင်နဲ့အိမ်ကြီးမှာမင်းအတွက်နေရာပြင်ပေးရတယ်။အဲ့ဒီမှာတညလောက်အေးစီအေးလေးပါလားကွာတဲ့။ရှင်ဖြိုးအောင်လည်းဘာမှမစင်စားပဲသဘောတူလိုက်တာပေါ့။ဒါပေမဲ့သူရောက်သွားတဲ့အိမ်ကြီးကမြို့ပြင်ကတုတ်တန်ဟောင်းကြီးတစ်ခုနဲ့ကက်လျက်ဖြစ်နေမယ်လို့သူမထင်ထားခဲ့ဘူး။အိမ်ကြီးကဟောင်းတော့နေပြီ။တစ်သားတွေကစိုးထန်းထန်းအနံ့ထွက်နေတယ်။ရှင်ဖြိုးအောင်အိမ်ထဲကိုခြေလမ်းချလိုက်တာနဲ့အိမ်တကားကြည့်ဆိုတဲ့အတန်းနဲ့ပွင့်သွားတယ်။အထက်မှာလျှက်စီမရှိဘူး။ရောက်နိုင်မှုလေးနဲ့ပဲအခန်းထဲကိုသူဝင်ခဲ့ရတယ်။သူ့အခန်းထဲမှာလဲနေတော့ညတက်ကောင်12နာရီတိမှာအတန်တစ်ခုကြားလိုက်ရတယ်။နိုင်ရန်ကိုလက်သေးနဲ့ကုပ်နေသလိုအတန်မျိုး။ရှင်ဖြိုးအောင်နားဆွင့်ကြည့်လိုက်တော့အတန်ကသူ့ကရင်အောက်ကနေလာနေတာ။သူကတတိရှိတဲ့သူဆိုတော့ချက်ချင်းပဲဓမီလေးကိုယူပြီးကရင်အောက်ကိုငုံကြည့်လိုက်တယ်။ဒါပေမဲ့ဘာမှမရှိဘူး။သူပြန်ရေးဖို့ကြိုးစားချိန်မှာပဲအခန်းထဲအမှန်တကယ်ကတင်ထားတဲ့ပီးလေးတစ်ခုကသူ့လိုကျမ်းမြေပေါ်ကိုပြုတ်ကျသွားတယ်။ပြီးတော့အခန်းထဲမှာမော်ရီတွေကနေတစုံတယောက်ရဲ့အသက်ရှူတံပြင်းပြင်းကိုသူကြားလိုက်ရတယ်။အေးစက်တဲ့အသက်ရှူတံကသူ့နေရွက်လေးတဲ့အထိကက်လာသလိုမျိုးရှင်ဖြူအောင်တကူလုံးစက်သိန်းတွေထသွားတယ်။သူတမီးနဲ့အခန်းဘက်လေးကိုဝေးရမ်းကြည့်လိုက်တော့အခန်းနောက်မှာအဖြူအောင်ဝစ်ဆုံတဲ့မိန်းကလေးတယောက်ရက်နေတာကိုခဏလေးသူမြင်လိုက်ရတယ်။မျက်နှာကတော့စပင်းနဲ့ဖုံးနေပြီးသူ့ကိုစိုက်ကြည့်နေတယ်လို့ပဲ။ရှင်ဖြူအောင်နှလုံးခုန်တန်တွေမြန်လာပြီ။သူအခန်းထဲကနေထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့ချက်လောက်တွေကလေးလံနေတယ်။လှုပ်လို့မရတော့ဘူး။အဲ့ဒီချိန်မှာအဲ့ဒီမိန်းကလေးကတဖြည်းဖြည်းချင်းကက်လာပြီးတူတူလေးပြောလိုက်တယ်။ငါ့အိမ်ကခုထွက်သွား။အတန်းကအေးစက်လုံးလို့ရှင်ဖြူအောင်ရဲ့သွေးတွေတောင်ခဲသွားမှတက်ပဲ။သူအတင်းရုံးကမြအခန်းပြင်ကိုပြေးထွက်ခဲ့။လေကားကနေဆင်းတဲ့အချိန်နောက်ကနေခြေတံမြင်းတွေလိုက်လာတော့သူကြားနေရတယ်။အင်းရှိတကားဝါရောက်တော့တကားကအပြင်ကနေပိတ်ထားသလိုဖွင့်လို့မရဘူး။သူအုံတုံပြီးတကားကိုကန်ဖွင့်လိုက်တော့မှအပြင်ကိုရောက်သွားတယ်။မိုးလေးထဲမှာတငယ်ချင်းရှိရမြို့ထဲကိုမရမနာပြေးရတာပေါ့။နောက်တနေ့မနက်မှာတငယ်ချင်းဖြစ်သူကရီကျင်းနဲ့လာမေးတယ်။ဘယ်လိုလဲရှင်ဖြူအောင်အဲ့လိုကောင်းရင်လားတဲ့။ရှင်ဖြူအောင်ကဖြစ်ချောင်းကုန်စင်ပြောပြတော့တငယ်ချင်းကမျက်နှာပြက်သွားတယ်။မဲရပြောလား။အဲ့ဒီအိမ်ကငါအဖိုးဆုံးမိကြတဲ့ဘယ်သူမှမနေလို့တောခါတာကြာပြီ။ငါမင်းကိုစားတော့ပြီးအဲ့ဒီအိမ်မှာနေခိုင်းတာမဟုတ်ဘူး။ငါပြောအိမ်ကအဲ့ဒီအိမ်ရဲ့ဘေးကအိမ်သေးသေးလေးရှင်ဖြူအောင်ကြောချမ်းသွားတယ်။ဒါဆိုသူမင်းညဝင်ခဲ့တဲ့အိမ်ကြီးကဘသူပဲလဲ။အဲ့ဒီမိန်းကလေးရောဘသူလဲ။ဒီနေ့ဒီရှင်ဖြူအောင်အဲ့ဒီမျိုးလေးကိုပြန်မသွားတော့သလိုမောင်ရီတဲကအသက်ရှူတံတွေကိုကြားရတိုင်းဒီညအဖြစ်ပြက်တွေကိုပြန်တတိယပြီးလှုံ့နေတော့မှာပဲ။ဇလန်းလေးကတော့ဒါပါပဲဗျာ။ဒီလိုမျိုးဇလန်းလေးတွေကိုစိတ်ဝင်စားရမယ်ဖြစ်ဖြစ်အပြင်းပြေနားထောင်ခြင်းပဲဖြစ်ဖြစ်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်